က်ကဝိမတက်ဘူးတဲ့အစာတော့စားတယ်ကြက်ကဝိမတက်ဘူးအစာတော့စားတယ်ဆိုတော့ဟိုအစာစားတာဘယ်လောက်စားလဲဗောနော်အရင်ကတရက်ဘယ်နှလုံးကုန်လဲအခုတရက်ဘယ်နှလုံးကုန်လဲအဲ့ဒါမျိုးကြည့်အောင်ပါဗောဥမာ10ရက်သားတစ်လုံးကုန်လဲဆိုရင်15ရက်သားဆိုရင်တစ်လုံးခွဲလောက်တော့ကုန်သွားတော့မှာဗောအဲ့လိုမျိုးတက်လာလားဒါမှမဟုတ်ရင်10ရက်သားနဲ့တစ်လုံးပဲ15ရက်သားနဲ့တစ်လုံးပဲဆိုရင်တော့ဒါအစာစားအကျလို့ခေါ်တာဗောနောက်တစ်ခုကအစာ quality မကောင်းရင်လည်းတစ်ခါတလေကြာရင် company ဘက်ကချွတ်ရင်ချက်ပေါ့နော်အစာ quality မကောင်းရင်အစာစားသလောက်ဝိတ်မတက်ဘူးအဲ့လိုမျိုးလည်းရှိတယ်ဆိုတော့အတိအကျမသိတော့ပြောရခက်တယ်ကျွန်တော်ပြောသလိုပဲအရှိမတရက်ဟို10ရက်သားကိုတစ်လုံးကုန်တယ်15ရက်သားဆိုတစ်လုံးခွဲကုန်လားအဲ့လိုမျိုးလည်းတစ်ချက်ကြည့်အောင်ပါပေါ့10ရက်သားလည်းတစ်လုံးပဲ15ရက်သားလည်းတစ်လုံးပဲဆိုရင်ဒါအစာစားအကျလို့ခေါ်တယ်အဲ့ဒါဆိုရင်တော့ဝိတ်မတက်ဘူးလေအဲ့လိုမျိုးလည်းရှိသေးတာပေါ့ဆိုတော့အဲ့ဒါကိုတေချာတီးဖို့တော့လိုသေးတာပေါ့လေသူတရက်အစာစားအားကတက်လာမှာပေါ့20ရက်သားတစ်လုံး15ရက်သားတစ်လုံးခွဲရက်20ဆိုရင်2လုံးအဲ့လိုမျိုးကုန်မှအစာစားတယ်လို့ပြောလို့ရတာပေါ့သူရက်အလိုက်အစာကုန်နှုံးအစာဘလောက်ကုန်လဲကျွန်တော်ခုနပြောသလိုပဲ10ရက်လည်းတစ်လုံးပဲ15ရက်လည်းတစ်လုံးပဲရက်20လည်းတစ်လုံးပဲဆိုရင်ဒါအစာစားအားကျလို့သတ်မှတ်မှာပေါ့ဒါဆိုလို့ရှိရင်သူပါဖြစ်လဲယောဂဖြစ်လားဝေါမကောင်းလို့လားဘာဖြစ်လို့လဲအဲ့ဒါမျိုးတွေအများကြီးရှိတော့မတွေးတော့ပြောရခက်တယ်လေအဲ့ဒါကြောင့်မို့လို့အရင်ပြန်ကြည့်ပေါ့ကိုကြောက်